အားလုံးမင်္ဂလာပါဗျာဒီနေ့ကတော့တောက်ကြနေကြဒါတော့တောက်ကြနေနေလေစာလေးပါခင်ဗျာအားလုံးပဲဒီနေ့စားကြပါအောင်ဒါတော့ကြက်ကိုကြော်ချက်တယ်ကြော်ပြီးတော့ပြန်ချက်တာအဲ့ဒါတော့တုံးတုတ်ပါခင်ဗျာတုံးတုတ်ဒါတော့ကိုက်နံကြော်ပါခင်ဗျာကိုက်နံကြော်ဒါတော့ငမြာကြီးချက်ပြငမြာကြီးကြော်ပေါ့ပဇွန်ကြော်လေးနဲ့ကြော်ထားတယ်ပဇွန်ကြော်လေးနဲ့ရှယ်ပေါ့ဗျာနော်ဒါငမြာကြီးကြော်ပေါ့ဒါတော့ကျွန်တော်တို့စုပုတ်ရွက်နဲ့အရွက်စုံရအရေးတောင်လေးချက်ထားတယ်အရေးတောင်လေးအားလုံးလည်းဒီမင်းစားကြပါဦးဒါတော့တောက်ကြနေနေလေစားလေးပါဗျာတောက်ကြနေနေလေစားလေးကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းအောင်လည်းကျေးဇူးအထူးတင်ပါတယ်ဗျာကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ